နေမကောင်းဘူးနော်ညီမလေးနေမကောင်းလို့အခုပိန်အောင်ပိန်နေပါကိုရဲ့ကျက်ပါမကောင်းစေးဆိုလဲသေးပေါင်နေဆိုလဲကြားတာအခုကတာကနေတာမူးနေတာပဲဒါမှကောင်းမူးနေပေမဲ့ပိတ်တဲ့ရှိဆိုတော့ကတာကိုသူကမငိုပဲနဲ့နေရဘာလို့ငိုနေတာအတီးရဲ့ကိုကြီးညီမလေးကိုတနာလို့ငိုရဲဆိုတာသိပါတယ်ကိုကြီး哦，呀，အားလို့မဖြစ်နေမင်း你呀，你怎么老这不管呢？ငါဘာလို့လို့ကြိုက်ကိုအဲ့တော့မငိုပါနဲ့ကိုကြီးရပါတယ်ရပါညီမလေးအဲ့တော့မငိုပါကိုမျက်ရည်တွေကိုကြားလာပါရောညီမလေးစစ်အဲ့လောက်မတနာပါနဲ့ကိုရတယ်အဲ့ဒါ तू ညီမကိုမချော့ဘူးလား तू ညီမကိုမချော့ရင် तू ချော့တဲ့နယ်လေမကြားတဲ့အဆက်ခွဲတာကို出来吧！မချော့တတ်ဘူးငါလေတံကိုမသိတယ်မလားဒီတန်နဲ့ဘယ်လိုလုပ်သိမှာတော့မချော့တတ်ဘူးငါကြာမချော့ရဘူး啊，这我出比没，ငါမချော့တတ်ဘူး我出比没，我路来标。နေလို့ဆိုတော့နည်းနည်းရရင်ရမှာမချော့တတ်ဘူးငါ这把你故意的喏。မငုံနေတော့တန်တာလေရပါဖြစ်နေရလို့ဟိုပါစီမနိုင်ဒီပါစီမနိုင်ဖြစ်နေပြီနော်ကိုနေကြစမ်းမကိုသမီးညာပြောလိုက်ငါပြောရမှာတော့ဒီမလေးရှင်ပြောလိုက်ဘယ်လိုပြောမှာမြူဟေးဝါမီဘွားမြင့်ဟုတ်တယ်ကိုတော်မင်းညာဘာပြောရမှာလဲဒါချင်းလို့ပြောလိုက်ဟောဒါချစ်လို့ပြောရမှာဒါချစ်ဝါမင်းလို့ပြောလိုက်ဝါပင်ကိုကြီးအဲ့လားမငုံနဲ့ရတယ်ကိုကြီးဝမ်းနဲ့ရတယ်ကိုကြီးကိုကြီးငုံပေါက်ရင်မရအောင်ဆိုညီမလေးတည်ရဝမ်းမနဲ့ပါနဲ့ကိုကြီးဒီလိုပြေးလေအောင်နေကြပါဝါမင်းမတန်းနိုင်တာပြောလိုက်လည်းပြောရမှာတော့တာခေဟောတာခေဝါရွက်တာဖတ်အင်္ဂလိပ်တန်နဲ့ဝါယူဆိုတော့ဒေါ်လေးကျုပ်ဘာပြောလဲမလို့ဝါယူဆိုတော့ဒေါ်လေးငါခံလုံးလို့ရတယ်လို့ပြောလိုက်မယ်နော်ရလို့မရှင်းနဲ့တော့ပါသွားညောင်းလို့အော်သူဘာညောင်းတာကိုငါနင်းပေးရမယ်တော့ရှိရဝါယူဆိုတော့ဒေါ်လေးငါခံလုံးမယ်လို့ပြောလိုက်မယ်နော်အေးအားဖြင့်ငါခံလုံးလိုက်တဲ့တော့ရငါကလုံးရမှာလားကဲတော့